စစ်တွေမြို့နယ်ကကြောက်တန်းရှိတရော်လုံးဟာတရှင်ကရကန်းစံတန်တွေနဲ့စေကားခေဖူးပါတယ်အခုတော့အဲ့ဒီရွာသားတွေအားလုံးဟာစစ်ဘီးရှောက်စခန်းတစ်ခုရဲ့အမိုးကအောက်မှာစောင်းဝဲနေရဲ့အတွက်ခက်ခဲစွာရုန်းကန်နေကြရပါတယ်ဒါပေမဲ့စခန်းအထက်မှာတဘူတော်ရကန်းခက်တဲ့တစ်ခုကတော့ခက်စစ်စိတ်ထွက်ပေါ်နေပါတယ်သူမကတော့ဒေါ်အေးတင်ကဖြစ်ပါတယ်Asalin moya yaga atega ibe buzi koze chuba yi ya waji mate ka apho buma le the kha be be wa ne ka te ye ngaro le the ma so ibe kheti bo te ta kheti ne e pan de le kheti e ating le kheti ibe ating ne e be ja သူမဟာပြပရောက်အမကြီးတူရဲ့ကူညီမှုနဲ့ရကန်းလုပ်ငန်းကိုပြန်လည်အသက်သွင်းနေတာဖြစ်ပါတယ် ya ka pi pung jina ga ja kha to ma mla de ko ba ma pe ka sha lo e kheti ko agulu ba ma pe ka sha lo ya ka te ma ka to kha ya ba ma pe ma ye ka ni lo thi pi le lo re ni ya ja amma ase ne lo tho ye le ဒီလိုအလုပ်ပြင်စားဖို့စ조사ရမှာအဓိကအဟန့်တားဖြစ်နေတာကတော့ကုန်ကျန်းပြက်လက်မှုပဲဖြစ်ပါတယ်လက်ရှိရခိုင်ပြည်နယ်အတွင်းမှာရကန်းလုပ်ငန်းအတွက်မရှိမဖြစ်လိုအပ်တဲ့ခြေပစ္စည်းတွေကိုဘယ်လိုမှဝယ်ယူလို့မရနိုင်တဲ့အခြေအနေကရကန်းတွေအတွက်ကြီးမားဆုံးစင်ခေါ်မှုဖြစ်နေပါတယ် kheti ko ja kha e ma rong to li mi rong to yin pu to ko kha e ma ye phu lu ti to kha hin e ma hin ga ta ma e ki e ma ya kan pu to li mi we phu ta ka li mi hin e ma ko ma rong ni lo so ko e ma re ka phu sa ya ဒါအပြင်ရကန်းစံတစ်ခုဖြစ်လာဖို့ကုန်ကြစရိုက်စေသိန်းဝန်းကျင်ရှိပြီးအဲ့ဒီပမာဏဟာစားဝဲနေရေးကိုပဲနိုင်နိုင်ရုန်းကန်နေရတဲ့စစ်ဘေးရှောက်တူအတွက်တော့အလံဝင်းလန်းတဲ့အင်မက်တစ်ခုလိုဖြစ်နေပါတယ် ya kan ja ko to kha ong nu kun ja je kai phu so ko to kha yin to ti na khi tu ma pa tin ya kan ja e shet ta kum li ma to ma tung tu li tu na to pau de ye ki e yin to ti na khi ti pau to ong si ju bo kai phu so ki ta si ju ki lo bo ဒါကြောင့်လေစခန်းအတွင်းမှာပညာရှိပေမဲ့အလုံးလက်မဲ့ဖြစ်နေရတဲ့ရကန်းကျွမ်းကျင်သူတွေအများကြီးရှိနေတာပါ အလောကတက်ကအေးလောက်ရဟင်းရေအဆက်တရားကတော့အောင်သူရဲ့ကဖက်စအခုလေးမှာကတက်ကအလုံးမဲ့ကိမင်းရေကအလုံးမဲ့ကိမင်းတုံးလို့မတဲ့နေဆိုကအချက်ကိုကရစရာကိုမတန်တဲ့တူကြားရဲ့ရေကနဲ့ကရဖို့ဆိုတော့အောင်သူရဲ့ကဖက်စရကန်ကိုတော့ကကပိတူလိမင်းရေကလောဖို့သူကလေးချောပေါ်ရေကရပဲရကပိပရဟင်းဖို့ဆိုတော့အောင်လို့ရကရကဖက်စဟောရကပိတမင်းလို့ စစ်မင်းကြကထွက်ပေါ်လာတဲ့ဒီရကန်းတင်ဟာအမျိုးသမီးတူအတွက်တော့အမောက်သေးကအလင်းရောက်တစ်ခုဖြစ်ခဲ့ပါတယ်ဒါပေမဲ့ကျန်ရှိနေသေးတဲ့လက်မွန်းပညာရှင်တွေအတွက်တော့ကုန်ကျန်းတဲ့အရန်လေးဆိုတဲ့တရားကြီးတွေကသူတွေရဲ့မျှော်လင့်ချက်တွေကိုဆက်ပြီးပိတ်ဆို့ထားစေဖြစ်ပါတယ်